18ရက်နေ့အင်္ဂါညနေ18ရက်နေ့အင်္ဂါညနေ18ရက်နေ့အင်္ဂါညနေမှာ9-3ထိပ်စီး9ထိပ်စီး3ထိပ်စီး9ထိပ်စီး3ထိပ်စီး18ရက်နေ့အင်္ဂါညနေ18ရက်နေ့နော်အင်္ဂါညနေပိုင်းနော်ညနေပိုင်းတီးတန့်9ထိပ်စီး3ထိပ်စီး9ထိပ်စီး3ထိပ်စီး9ထိပ်စီး3ထိပ်စီးထိပ်စီးဆွဲဖို့ကောင်းတယ်9ထိပ်စီးဆွဲဖို့လည်းကောင်းတယ်3ထိပ်စီးဆွဲဖို့လည်းကောင်းတယ်နော်9ထိပ်စီး3ထိပ်စီးကြိုက်တာ9ထိပ်စီး3ထိပ်စီးကျွန်တော်လည်းအလုံးမအားတဲ့ကြားလေးကရှာပြီးပို့ပေးတာ9ထိပ်စီး3ထိပ်စီးမှတ်ထားနော်9ထိပ်စီး3ထိပ်စီး9ထိပ်စီးနဲ့ main က9890 9ထိပ်စီးနဲ့ main ထိုးရမှာက9890 9890 3ထိပ်စီးနဲ့ main ထိုးရမှာက3330ခွန်3330ခွန်3330ခွန်18ရက်နေ့အင်္ဂါညနေနော်အင်္ဂါညနေနော်9ထိပ်စီး3ထိပ်စီး9ထိပ်3ထိပ်9ထိပ်ကိုစီဒီဆွဲ3ထိပ်ကိုစီဒီဆွဲ main တင်မယ်ဆိုလို့ရှိရင်9ထိပ်နဲ့ main တင်ရင်9890 3ထိပ်နဲ့ main တင်မယ်ဆိုရင်333ခွန်စီဒီမဆွဲချင်ဘူးစီဒီမဆွဲချင်ဘူး main ကွက်ပဲထိုးမဲ့လူတွေက9ထိပ်စီးနေဆိုရင်9890 9890 3ထိပ်စီးနေရ333ခွန်333ခွန်9ထိပ်3ထိပ်နော်9ထိပ်3ထိပ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 ်နော်ဘာပဲထိုးတော့80ခွန်မမေးနဲ့နော်80ခွန်မွေးတာ80ခွန်မွေးတာဘာပဲထိုး80ခွန်မမေးနဲ့80ခွန်မွေးတာ8ခွန်မွေးတာ8ခွန်မှာအရှိရအမေတော်တို့ပါထိုးလိုက်ဟုတ်တယ်အမေ93ထိပ်စီးရ33ရေ3ခွန်ရေ9ထိပ်စီးရ98နဲ့90တားတော့အလုံးမအားဘူးခမန်းခန်းကြည့်ရမနက်ကအမေကဘယ်တားပြောရမလဲပရိတ်ကိုကြီးပဲရဟိုဟာဟိုပရိတ်ကိုကြီးပဲရလားမနက်ကပရိတ်ကိုရလို့အဲ့8နဲ့2ခွန်နဲ့ပို့ကြိုက်8ကိုပါဝါပြန်ခံကောင်းမလားမသိဘူးဟောမခံပါဘူးလို့8ကို